လူငယ်ကြားထဲမှာစစ်မှုထမ်းဆိုတဲ့စကားလုံးကြားလိုက်တာနဲ့အကုန်လုံးကလန့်ဖြန့်ပြီးတော့ခေါင်းတစ်ပိုင်းကြီးပြီးတော့ရှင်းပြရတော့လန့်ဖြန့်ပြီးတော့ဘာလို့ဆိုပတ်စံတောင်းရင်လည်းခံရတယ်ညင်လည်းခံရတယ်အဲ့လိုဖြစ်ကုန်တယ်ဒါတွေကဒီအခင်းချင်းမှာတောက်လျှောက်ဖြစ်လာတယ်တောက်လျှောက်ဖြစ်လာတယ်ဟိုဒီနေ့တော့ကျွန်တော်ဟိုမြို့နယ်တစ်ခုကတာဝန်ရှိသူတယောက်စီကိုကျွန်တော်ဆက်သွယ်ရသေးတယ်ဆက်သွယ်ပြီးတော့ကျွန်တော်ပြောလိုက်သေးတယ်ဟိုကျွန်တော်သတင်းဌာနမှာတာဝန်ထမ်းတဲ့လူတယောက်ရဲ့ဆက်ပြီးတော့သူတို့ရဲ့အမျိုးတော်တဲ့လူတယောက်အဲ့လိုဖြစ်တယ်လူငယ်လေးတယောက်သူ့ဟာသူရှိနေတာနေနေတာကိုထိုင်နေတာကိုထိုင်နေဖို့သူ့ဟာသူလူငယ်လေးတယောက်သူ့တကယ်ချင်းနဲ့စုပြီးတော့အဲ့ဟိုထိုင်ပြီးတော့ဘီယာတောက်နေပါဗျာလူငယ်လေးစုနေပါအဲ့ဒါကိုတွားပြီးတော့တွားဖမ်းတွားခေါ်တယ်ခေါ်ပြီးတော့စစ်မှုထမ်းခေါင်းစဉ်နဲ့ခေါ်တယ်ခေါ်ပြီးတော့ဖမ်းပြီးတော့ချုပ်တဲ့ထဲတယ်ပြီးတော့နောက်ကျတော့ပတ်စံယူပြီးတော့ပြန်ထွက်သွားတယ်ပတ်စံယူပြီးတော့ပြန်လွတ်ပေးလိုက်တယ်အဲ့ဒါမျိုးတွေကဖြစ်စဉ်ကတကယ်ကိုတိကျဖြစ်တော့ဒါမျိုးဖြစ်စဉ်တွေကခဏကြားနေရတဲ့ခါကျတော့ကျွန်တော်တို့အောက်ခြေမှာအဲ့ဒါဘာနဲ့တော့တူလဲဆိုတော့ဒီအစိုးရစစ်ပြည်သူစစ်ကြားမှာအစိုးရနဲ့ပြည်သူရန်တိုက်ပေးတဲ့အုပ်စုပဲအဲ့ဒီအုပ်စုကပတ်စံရှာပြီးအစိုးရနဲ့ပြည်သူရန်တိုက်ပေးနေတာအစိုးရဆိုတာအောက်ချုပ်သူခေါင်းဆောင်နဲ့တာမန်ပြည်သူကြားတွေကိုရန်တိုက်ပေးနေတဲ့အုပ်စုပဲအဲ့ဒါနော်ဟိုပြောရရင်တော့အုပ်ချုပ်ရဲ့ရန်တရားတစ်ခုလုံးမှာအပြစ်ကျင့်ပြတ်ချစားလူဒန်းစားတစ်လွှာရှိတယ်အဲ့တစ်လွှာလုပ်တယ်လို့ခေါ်တယ်ဒါမျိုးကလုပ်တင်သလားမင်းလုပ်လို့မရဘူးကြလုပ်ခွင့်မရှိဘူးဥပဒေမှာလုပ်ခွင့်မရှိဘူးအဲ့ဒါကိုလုပ်ကြတယ်ခုနဒီစက်မှုစုံတွေမှာ over time ပြန်လာတဲ့ကလေးတွေကိုလုပ်တာမျိုးတွေဆိုလဲဒါရှင်းပြောရင်တော့ဟိုဘသူတွေလဲဆိုအုပ်ချုပ်ရေးရန်တရားတွေကရဲလားစစ်သားလားထွေဥက္ကလားဘယ်ရလဲဆိုရင်တချို့တွေသူတို့ဘာမှမသိဘူးသူတို့ identify သူတို့မှာဘာမှမရှိဘူးဘယ်ဖွဲ့စည်းမှမဟုတ်ဘူးအဲ့ဒီစစ်မှုထမ်းစကလုံးကိုတုံးပြီးတော့စစ်မှုထမ်းစကလုံးတုံးပြီးပေါ်တာဆွဲတယ်လို့ပြန်မေးဆွဲတယ်လို့ကိုနဲ့လောက်ကြတဲ့စကားဇလန်းနေတခါတချို့နေရာတွေမှာကျတော့ရဲတပ်ဖွဲ့ဝင်တွေကိုယ်တိုင်ကတချို့သောရဲတပ်ဖွဲ့ဝင်တွေကိုယ်တိုင်ကထပြီးတော့ကြောင်ကြားထလုပ်တာရှိတယ်အဲ့ဒါကြတော့ဘာဖြစ်တာလဲခေါင်းကကျွန်တော်ပြောတဲ့အုပ်ချုပ်သူအစိုးရနိုင်ငံတော်ကြီးကဲတွေနဲ့တာဝန်ရှိသူတွေနဲ့ဒီဘက်ကတာမန်ပြည်သူတွေကြားမှာအဲ့အလွှာတလွှာနေရန်တိုက်ပြီးလားအဲ့တော့ဘာလို့လဲဆိုတော့ဒီအုပ်ချုပ်သူအစိုးရကိုအဲ့ပြည်သူကဆဲရောထားတော့ဗျာကြော့ပိုင်ဦးမြောင်းနိုင်ကိုဆဲပြီးဘာလို့အဲ့ပြည်သူကအဲ့လိုခံလိုက်ရတဲ့ပြည်သူကတော့မပတ်စံပေးလိုက်တဲ့ပြည်သူကနော်အဲ့လိုနိုင်ချက်ခံပြည်သူကထင်အောင်ထင်မှနဲ့သတင်းလွှင့်မှာဘာလို့ဆိုငါတို့ပေါ်တာဆွဲပြီးတော့ပတ်စံညစ်ပြီးတော့ပြန်ပေါ်ပေးလိုက်တယ်ဘာဖြစ်နေကြပဲဒီအစိုးရဘာလို့ဆိုပြီးတော့အစိုးရဆဲရောအဲ့တော့အစိုးရအဲ့ထိပ်ပိုင်းကောင်းဆောင်အုပ်ချုပ်တွေတိလားဆိုတော့သူတို့မသိဘူးဟုတ်ပြီသူတို့ကလောက်ခိုင်းလားဆိုတော့သူတို့လည်းမလောက်ခိုင်းဘူးသို့တော့သူတို့ကလောက်ခိုင်းတာတခုပဲစစ်မှုထမ်းဥပဒေကိုပြဋ္ဌာန်းပြီးတော့ကျင့်သုံးတယ်ဒါပေမဲ့အောက်မှာကခုနလက်တလုံးချလှုပ်ရှားတဲ့လူသားအလွှာတလွှာအုပ်ချုပ်ရေးရန်ရတဲ့မှာလည်းအောက်ခြေအုပ်ချုပ်ရေးအလွှာထဲမှာလည်းရှိနေသလိုအယက်သားလူမိုက်လူရန်ကားလူနဲ့ပတ်စံရှာစားခြင်းနဲ့ဒီတောမီလောင်တောကြောင်လက်ခမောက်ခတ်လိုမျိုးလုပ်တဲ့အုပ်စုကရှိတယ်အဲ့ဒီအုပ်စုနှစ်စုလုံးကိုဖြည့်ရှင်းနည်းအဲ့ဒီအုပ်စုနှစ်စုလုံးနဲ့ဖြည့်ရှင်းနည်းနိုင်ငံတော်ကြီးကတာဝန်ရှိသူတွေနဲ့သက်ဆိုင်ရာဖွဲ့စည်းတွေဖြည့်ရှင်းနည်းတခုပဲကျွန်တော်တယ်သက်ဆိုင်ရာရက်ကွက်လိုက်တိုင်းမှာလူတို့ကိုသေချာစီးရုံးလိုက်သေချာဆွေးနွေးလိုက်လုပ်ဖို့လိုတယ်အခုရက်ကွက်တွေမှာတချို့လူတွေသေချာမသိဘူးစစ်မှုထမ်းအကြောင်းရှင်းလင်းခုထိမသိဘူးတကယ်ရှင်းလင်းမသိကြဘူးတကယ်တော့စစ်မှုထမ်းဆိုတာရှင်းတယ်ရိုးရှင်းလေးပဲခင်ဗျာအသက်80ကနေ35အတွင်းမှာဆိုရင်ခင်ဗျာရက်ကွက်မှာခင်ဗျာတရေမှာတခုသောကာလပတ်စံတခုမှာခင်ဗျာပါဖို့ပါမှာဆက်ချက်က35နဲ့ပါဖို့ပါမှာဆိုတော့သူကစစ်မှုထမ်းဖို့စင်းကရှိပြီးသားမပါဖို့ပါမှာအဲ့ဒီစရင်လည်းမပါသေးဘူးကိုယ်လည်းမရောက်သေးပဲနဲ့လာခေါ်ရင်အဲ့ဒါခေါ်ခွင့်မရှိဘူးအဲ့ဒါကိုပြည်သူလူထုကရှင်းလင်းသိတယ်ဆိုမသိဘူးငါသားလေးစစ်မှုထမ်းမပါအောင်လို့ဆိုတော့ပေးတဲ့အုပ်စုတွေစုအဲ့လိုအုပ်စုတွေကမျိုးစုံဖြစ်နေတော့ရှင်းပြရင်ဗျာဒါကြီးကလှုပ်ရှားခွင့်လို့ဖြစ်သွားတယ်နိုင်ငံတော်ကဥပဒေတစ်ခုအမိန့်တစ်ခုပြဋ္ဌာန်းတယ်ကြေညာချက်တစ်ခုလုပ်တယ်အဲ့ဒါဘာလဲဆိုတော့တပြေးညီတဲ့ဟိုသူကတကြီးပြေးလို့ကြေညာထားရမယ်အောက်မှာကအဲ့ဒါကြီးလှုပ်ရှားခွင့်လို့ဖန်တီးတဲ့ဇလိုင်းကြီးကအကြီးကြီးမားရှိသွားတယ်ရှိတော့နိုင်ငံတော်ရဲ့ဝါကြားမှာပြဿနာတက်တယ်နောက်တစ်ခုကစစ်မှုထမ်းနဲ့ပတ်သက်ရင်လူတွေကြောက်နေကြတဲ့လူတွေလည်းကျွန်တော် message ရိုးလေးပေးချင်တာအုပ်ချုပ်ရေးအာဏာပိုင်ဖွဲ့စည်းတွေလည်းဒါကိုရှင်းလင်းမလုပ်ဖို့လိုတယ်ရှင်းလင်းလေးလုပ်တအောင်လုပ်ဖို့လိုတယ်မဟုတ်ရင်နိုင်ငံတော်ကြီးကဲတွေသက်ဆိုင်ရာတာဝန်ရှိတဲ့လူကြီးတွေအကုန်လုံးခင်ဗျားတို့ရဲ့ဂုဏ်သိက္ခာတွေကပြည်သူလူထုကြားမှာဒီလိုကတည်းကပက်လက်တွေမျောနေပြီအဲ့ဒါကိုလည်းခင်ဗျားပြန်စဉ်းစားဖို့လိုတယ်ပြည်သူလူထုကြားမှာခင်ဗျားတို့ရဲ့ဂုဏ်သိက္ခာဒီလိုကတည်းကပက်လက်ကိုမျောနေတာအဲ့တော့နိုင်ငံကောင်းဆောင်အဆင့်ပုဂ္ဂိုလ်တွေသူတို့ကဒါမသိတာသူတို့ရှေ့ရောက်နေတာပြည်သူလူထုကဟုတ်ကဲ့ဗျကောင်းပါတယ်ဗျလို့ပြောနေမှစိတ်ထဲမှာကြိတ်ဆဲနေတဲ့လူရှိနေမှာဘာကြောင့်လဲဆိုတော့အောက်ခြေမှာတချို့ခံထားတဲ့လူတွေကတိတ်ကျင်နေတာမဟုတ်ဘူးဗျခံထားတဲ့လူတွေကဘသူ့ကိုမဟုတ်လဲမေးအပေါ်ထိတ်ဆုံးမုန်းတာခုနလှုပ်သွားတဲ့ကောင်ကကျတော့ဘာမှလုပ်မရဘူးလေလှုပ်သွားတဲ့ကောင်ကသူကရှင်းရှင်းလေးသူကရှင်းရှင်းလေးဘာမှအေးစစ်စစ်ပဲဥပဒေရဲ့အရေးယူခံမှုသူတို့ကလွတ်နေတယ်အဲ့တော့ပြဿနာအဲ့ဒါကြောင့်နိုင်ငံတော်တာဝန်ရှိ